ရှေးရှေးတုန်းကကုသဝတီပြည်မှာအလွန်တကိုးကြီးတဲ့ကုသဝတီမင်းကြီးနဲ့တီလာဝတီမိဖုရားကြီးတို့စိုးစံပါတယ်သူတို့မှာတားရတနာမရှိတဲ့အတွက်တီကြားမင်းကဖန်တီးပေးမှုကြောင့်တားတော်နှစ်ပါးထုံးကားလာပါတယ်အကြီးဆုံးတားတော်ကတော့ကုသဘိုလ်ဖြစ်ပါတယ်ကုသဘိုလ်မင်းသားဟာမွေးကလေးကထူးခြားပါတယ်သူဟာလူတစ်ထောင်ရဲ့ခွန်အားကိုဆောင်နိုင်ပြီးအတတ်ပညာအလုံးမှာထိပ်တန်းရောက်သူပါဒါပေမဲ့တခုတည်းသောအားနည်းချက်ကတော့ရုပ်ဆိုးလွန်းခြင်းပါပဲမျက်နှာကမင်းမောင်ပြီးကြည်ရဆိုးလွန်းတာကြောင့်မိဘတွေကတောင်စိုးရင်ခဲ့ကြရပါတယ်မင်းသားအရွယ်ရောက်လာတဲ့အခါမိဖုရားကြီးကနန်းလျာဆက်ခံဖို့အတွက်အိရှိမိဖုရားမြောက်ဖို့တိုက်တွန်းပါတယ်မင်းသားကသူ့ရုပ်ကိုယ်သူသိနေတာကြောင့်မိမယူဖို့ညှင်းဆန်ခဲ့ပါတယ်ဒါပေမဲ့မိခင်ကအတင်းကျပ်ပြောလာတဲ့အခါမှာတော့မင်းသားကအကြံတစ်ခုထုတ်လိုက်ပါတယ်သူကိုယ်တိုင်ရွှေစင်တွေကိုအရေးကြိုပြီးအလွန်လှပတဲ့အမျိုးသမီးရုပ်တုတစ်ခုကိုထုလုပ်လိုက်ပါတယ်အဲ့ဒီရွှေရုပ်တုဟာလူသားနဲ့မတူဘဲနတ်သမီးတစ်မျှလှပလွန်လာပါတယ်မင်းသားကသူ့မိခင်ကိုရွှေရုပ်တုကိုပြပြီးဒီလိုပြောလိုက်ပါတယ်မဲတော်ဒီရွှေရုပ်တုနဲ့တပုံစံနဲ့တူတဲ့ဒီလောက်အထိလှပတဲ့အမျိုးသမီးရှိမှသာကျွန်တော်မျိုးလက်ထပ်ပါမယ်မင်းသားရဲ့စိတ်ထဲမှာတော့ဒီလောက်လှတဲ့သူဒီလောကမှာမရှိနိုင်ဘူးဒါဆိုငါလည်းမိမ့်မယူစရာမလိုတော့ဘူးလို့တွက်ဆထားတာပါဒါပေမဲ့မိဖုရားကြီးကလက်မလျှော့ပါဘူးပုံနာရှိယောက်ကိုခေါ်ပြီးဒီရွှေရုပ်တုကိုယထာဘော်တင်ကဇံဘူဒီပါတကျွန်းလုံးကိုလှည့်လည်ရှာဖွေခိုင်းပါတော့တယ်